အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ CGM မြန်မာ news ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်လို့တဲ့သတင်းကတော့အာရခတ်တပ်တော် AA ရဲ့သတင်းထုတ်ပြန်ချက်တရက်ကိုဒီနေ့2026ခုနှစ်ဇူလိုင်9ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့အကြောင်းကိုတင်ပြလိုပါတယ်2026ခုနှစ်ဇူလိုင်လ9ရက်နေ့မှာအာရခတ်တပ်တော်က AR တိုင်းရေကြီးမြို့နယ်ရဲ့နောက်ဆက်တွဲတိုက်ပွဲသတင်းကိုထုတ်ပြန်ပါတယ်အဲ့ဒီထုတ်ပြန်ချက်အရအာနာသိန်းစစ်ကော်မရှင်တပ်ရဲ့နှစ်ခွန်ပိုင်ကုန်းရဲ့ကာကင်စကန်နှစ်ခုကိုအာရခတပ်တော်ကထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ပြီးတဲ့နောက်မှာဖက်ပြေးနေကြတဲ့အာနာသိန်းအကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့တပ်ဖွဲ့ဝင်များကိုလိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးလက်နက်ခဲယမ်းတွေစစ်အုံဆောင်ပစ္စည်းတွေနဲ့ရန်သူအလောင်းတွေကိုထပ်မံသိမ်းဆည်းရရှိခဲ့တယ်ဆိုတာကိုထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီမှာအကြမ်းဖက်စစ်ကော်မရှင်တပ်ကသိမ်းပိုက်ထားတဲ့ကုန်းတွေနဲ့တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုချက်ဖိုက်တာများနဲ့အကြိမ်ကြိမ်လာရောက်တိုက်ခိုက်တာတွေ drone တွေနဲ့တိုက်ခိုက်တာတွေအဝေးမှာလက်နက်ကြီးများနဲ့ပစ်ခတ်မှုများကိုဇက်တိုက်ပြုလုပ်နေတယ်ဆိုတာကိုတွေ့ရှိရပါတယ်တိုက်ပွဲရဲ့နောက်ဆက်တွဲသတင်းတွေကိုလည်းအာရခတ်တပ်တော် AA ကဆက်လက်တင်ပေးသွားမည်ဖြစ်ကြောင်းအာရခတ်တပ်တော်ရဲ့သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်ခင်ဗျာ